ယုံကြည်မှုရှိအောင်ဘယ်လိုလုပ်မလဲယုံကြည်မှုမရှိဘူးယုံကြည်မှုဘာကြောင့်မရှိတာလဲဆိုတဲ့အကြောင်းအရာတွေကျွန်တော်ဆွေးနွေးကြည့်အောင်ဥပမာဗျာကျွန်တော်ရောက်ပူးတဲ့နေရာတစ်ခုကိုကျွန်တော်သိရကျွန်တော်လုပ်ပူးတယ်ဆိုရင်ကျွန်တော်အကောင်းဆုံးယုံကြည်နဲ့ပြောပြနိုင်တယ်ကျွန်တော်စားပူးတယ်ဒီကမိတ်ဆွေတို့မစားဘူးဆိုရင်ကျွန်တော်စားပူးတဲ့ဟာကပိုကောင်းတယ်ဆိုတော့ကျွန်တော်ယုံကြည်နဲ့ပြောပြလို့ရတယ်တကယ်ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ယုံကြည်မှုကဘယ်ဟာလာလဲဆိုရင်အတွေ့အကြုံကနေလာတယ်ကိုဘယ်လောက်ဖြတ်တန်းဘူးလဲပေါ့နောက်တစ်ခုကတော့ရင့်ကျက်မှုနဲ့တည်ငြိမ်မှုကဘယ်ကနေလာလဲဆိုရင်ကျွန်တော်တို့ရဲ့ဖြတ်တန်းမှုကနေလာတယ်ဥပမာကြုံဦးလိမ့်မယ်တချို့ဆိုရင်အခန်းထဲဝင်လာတယ်သူနဲ့စကားပြောလိုက်တာနဲ့သူ့ရဲ့ aura ပေါ့နော်ပြောရမယ်ဆိုရင်ပြေဝမှုရင့်ကျက်မှုအကြံဉာဏ်အတွေးခေါ်တွေကအများလွှမ်းမိုးနိုင်တယ်ပေါ့နော်ဒါကဘာလဲဆိုရင်လူတစ်ယောက်ရဲ့ဖြတ်တန်းမှုပေါ်မှာမူတည်တယ်အဲ့တော့ကျွန်တော်တို့တရုတ်က prophet တစ်ခုပြောပြစာအုပ်1000ဖတ်တာတဲ့စာရင်းနဲ့ခီး1000သွားလိုက်ပါတဲ့မိတ်ဆွေအများကြီးတွေ့တာတဲ့စာရင်းနဲ့တကယ်ပညာရှိတဲ့ကိုယ့်ရဲ့ဆရာကောင်းနဲ့တွေ့တယ်ဆိုရင်ကျွန်တော်တို့ပညာအများကြီးရတယ်ပေါ့နော်အဲ့တော့ပြန်စဉ်းစားကြည့်မယ်ဆိုရင် confident မရှိဘူးဆိုတာကိစ္စရဲ့တစ်ခုကိုအဆုံးထိအောင်မလုပ်ဘူးလို့ဖြစ်တယ်ကိစ္စတစ်ခုပဲကိုပဲများလုပ်ကြည့်ပါကျွန်တော် live မှာလည်းကျွန်တော်အများကြီးလုပ်ခဲ့ဘူးတယ်ကျွန်တော် guide လုပ်ခဲ့ဘူးတယ်ကျွန်တော်ဆေးရောင်းခဲ့ဘူးတယ်ဇပွဲထိုးခဲ့ဘူးတယ်ကျွန်တော်အနေနဲ့ marketing လူများနဲ့ PA ကျွန်တော်အများကြီးလုပ်ခဲ့ဘူးတယ်ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဖြတ်တန်းမှုတွေအားလုံးကဘာဖြစ်လဲဆိုကို reflect ပြန်လုပ်တယ်ကိုဘာတိုးတက်လာလဲဆိုတဲ့ဟာကိုကြည့်ခဲ့တဲ့စုဘူးလေးတစ်ခုလိုပဲပေါ့နော်အဲကြောင့် confident မရှိဘူးလို့ပြောရဲဆိုတာကဘာလဲဆို action မရှိသေးလို့ပေါ့နော် action တေချာလေးလုပ်ကြည့်ပါ repetition လေးလုပ်ကြည့်ပါမယ်ဆိုရင် confident နဲ့ပတ်သက်ပြီးတော့အများကြီးတိုးတက်လာမယ်လို့ထင်တယ် confidence ရှိလာပြီဆိုရင်သူ့ရဲ့ aura လို့ခေါ်တဲ့ personality ကလည်းကျွန်တော်ထွက်လာပြီပေါ့နော်အဲ့တော့ဒါဘာလဲဆိုရင် confidence နဲ့ပတ်သက်တာလေးကျွန်တော် idea လေးရလို့ဒီနေ့ရိုက်ထားပြီအကျိုးကျေးဇူးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်